ကမ္ဘာအချမ်းသာဆုံးဘောလုံးသမားကလိုင်ယိုနယ်မက်ဆီဒါမှမဟုတ်ခရစ္စတီယာနိုရိုနယ်ဒိုမဟုတ်ဘူးဆိုတာတင်သိပါသလားကမ္ဘာအချမ်းသာဆုံးဘောလုံးသမား9ဦးကိုဖော်ပြပေးလိုက်ပါတယ်နံပါတ်5ကအာလန်ဟာလန်ဆိုပြီးတကယ့်ဂိုးသွင်းဆက်ပါမန်ချက်စတာစီးတီးမှာသူ့ရဲ့ငါးပြားလာတဲ့လာစာနဲ့စပွန်ဆာစာချုပ်တွေကြောင့်သူ့ရဲ့ချမ်းသာကြွယ်ဝမှုကဒေါ်လာတန်380လောက်ရှိမယ်လို့ခန့်မှန်းရပါတယ်နံပါတ်4ကတော့ခီလီယန်အမ်ဘာပေပါကွင်းထဲမှာပါစီးပွားရေးလောကမှာပါအလွန်လျင်မြန်ပါတယ်စာချုပ်တွေကမ္ဘာလုံးဆိုင်ရာမိတ်ဖက်တွေနဲ့ကြော်ညာစာချုပ်တွေကြောင့်သူ့ရဲ့ချမ်းသာကြွယ်ဝမှုကဒေါ်လာ900နီးပါးရှိနေပါပြီနံပါတ်3ကတော့ Ballon d'Or ဆု9ဆုရှင် Inter Miami FC ရဲ့ share ရှင်နဲ့ Adidas နဲ့တသက်စာချုပ်ပိုင်ရှင် Lionel Messi ပါသူ့ရဲ့ချမ်းသာကြွယ်ဝမှုကဒေါ်လာ800ကျော်သွားပါပြီနံပါတ်2ကတော့ Cristiano Ronaldo ပါ CR7 ဟာဘောလုံးကိုလွှမ်းမိုးထားရုံသာမကတကယ့် empire တစ်ခုကိုလည်းတည်ဆောက်နိုင်ခဲ့ပါတယ် Al Nassr FC နဲ့သူ့ရဲ့ကြီးမားတဲ့စာချုပ်နဲ့အတူဟိုတယ်တွေစီးပွားရေးလုပ်ငန်းတွေနဲ့ကိုယ်ပိုင်အမှတ်တစင်တွေကသူ့ရဲ့ချမ်းသာကြွယ်ဝမှုကိုဒေါ်လာ1ဘီလီယံကျော်အောင်မြင့်တင်ပေးခဲ့ပါတယ်။ဒါပေမဲ့သူဟာနံပါတ်1တော့မဟုတ်သေးပါဘူး။ကမ္ဘာအချမ်းသာဆုံးဘောလုံးသမားဟာဥရောပမှာတော့မကစားဘူးတလို့ Ballon d'Or ဆုကိုတခါမှမရဘူးတလို့လူအများကလည်းသိမသိကြပါဘူး။သူဘယ်သူလဲဆိုတာသိရင်သူ့နာမည်ကိုမှတ်ချမှရေးခဲ့ပါ။